ပထမဦးစွာကဘာ6မျိုးရှိတဲ့အကြောင်းကိုအရင်ပြောပြခြင်းပါလေအဲ့ဒီကဘာမှာဖျားတဆူပွင့်ခဲ့မယ်ဆိုရင်တာရကဘာဖျားနှစ်ဆူပွင့်မယ်ဆိုရင်မန္တကဘာဖျားသုံးဆူပွင့်မယ်ဆိုရင်ဝရကဘာဖျားလေးဆူပွင့်မယ်ဆိုရင်တော့တာရမန္တကဘာဖျားငါးဆူပွင့်မယ်ဆိုဘတ်တကဘာလို့ခေါ်ပြီးတော့ဖျားတဆူမှမပွင့်ဘူးဆိုရင်အဲ့ဒီကဘာကိုတုံညကဘာလို့ခေါ်ပါတယ်အဲ့ဒီထဲမှာအခုလက်ရှိဘတ်တကဘာမှာပွင့်တော်မူခဲ့ပြီးတော့ကကုသမြတ်စွာဘုရားကောနာကုံမြတ်စွာဘုရားကသဗ္ဗမြတ်စွာဘုရားဂေါတမမြတ်စွာဘုရားနဲ့နောင်ပွင့်တော်မူမည်အရိမတိယမြတ်စွာဘုရားတို့ရဲ့ဗုဒ္ဓဝင်ချင်းကျုပ်အကြောင်းလေးကိုဒီကနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1ကကုသမြတ်စွာဘုရားဘုရားငါးစုပွင့်တဲ့ဘတ်တကဘာမှာပထမဆုံးပွင့်တော်မူခဲ့ပါတယ်ကကုသမြတ်စွာဘုရားဟာဘုရားဖြစ်မဲ့ဘဝမှာပုံနာမျိုးမှဖွားမြင်ခဲ့ပြီးအင်္ဂါသားဖြစ်ပါတယ်နမိတ်လေးပါးကိုမြင်ပြီးတဲ့အခါမှာစီးတော်ရင်ယထာနဲ့တောထွက်ခဲ့ပါတယ်ဒုက္ခရစရိယာကိုရှစ်လအထိကျင့်တော်မူခဲ့ပြီးတပ်ပေညုတဉာဏ်တော်ကိုကိုယ့်ကိုယ်ပင်အောက်မှာရရှိခဲ့ကဘုရားအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။ကကုသမြတ်စွာဘုရားရဲ့ပလင်တော်ဟာအတောင်26တောင်အထိရှိပြီးရောင်ကြီးတော်က30ယူဇနာအထိခွန်မြူပါတယ်။ကကုသမြတ်စွာဘုရားဟာအရက်အတောင်40ရှိပြီးတပ်တော်ဟာ4000ဖြစ်ပါတယ်။နံပါတ်2ကောနာကုံမြတ်စွာဘုရားဗတ္တကဘာမှာဒုတိယမြောက်ပွင့်တော်မူခဲ့တာဖြစ်ပါတယ်။ကောနာကုံမြတ်စွာဘုရားကိုလည်းပုံနာမျိုးမှဖွားမြင်ခဲ့ပြီးဗုဒ္ဓဟူးနေ့မှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။စီတော်ရင်စင်နဲ့တောထွက်ခဲ့ပြီးဒုက္ခရစရိယာကျင့်ကြံဟာ6လကြာမြင့်ခဲ့ပါတယ်။ရေတပန်းမင်အောက်မှာတပ်ပိညုဒဉာဏ်တော်ရှင်မြတ်စွာဘုရားပြည့်သို့ရောက်ရှိခဲ့ပါတယ်။ပလင်မှာအတောင်20ဖြစ်ပြီးရောင်ကြီးတော်မှာ30ယူဇနာအထိဖြန့်ကျက်ကွန်မြူပါတယ်။အရက်တော်မှာအတောင်30ဖြစ်ပြီးတက်တော်မှာ3000ဖြစ်ပါတယ်။နံပါတ်3ကတ္တပမြတ်စွာဘုရားတတိယမြောက်ပွင့်ခဲ့တဲ့ကတ္တပမြတ်စွာဘုရားဟာလည်းပုံနာမျိုးမှာပရိသတ်နေတည်ခဲ့တာဖြစ်ပြီးကြာသာပရိနေ့မှာဖွားမြင်ခဲ့ပါတယ်။တောထွက်ရမှာစီးခဲ့တဲ့စီးတော်ရင်မှာပြတ်သက်ဖြစ်ပြီးဒုက္ခရစရိယာကို9ရက်သာကျင့်ခဲ့ရပါတယ်။ပညောင်မင်အောက်မှာ3လောကထွတ်ထားမြတ်ဘုရားဖြစ်သို့ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ပလင်တော်မှာအတောင်15000ရှိပြီးရောင်ကြီးတော်မှာ30ယူဇနာအထိကွန်မြူပါတယ်။တက်တော်မှာ2000နဲ့အရက်တော်မှာအတောင်20ရှိပါတယ်ခင်ဗျာ။နံပါတ်4ဂေါတမမြတ်စွာဘုရားဂေါတမမြတ်စွာဘုရားရဲ့ဗုဒ္ဓဝင်ကတော့ဗုဒ္ဓဘာသာဝင်တော်တော်များများနဲ့ယဉ်ကျေးပြီးသားဖြစ်ကြမယ်ထင်ပါတယ်။တောက်ကြတာတိဋ္ဌတမင်းသားဟာတာကီဝင်မင်းမျိုးဖြစ်ပါတယ်။အိုနာတေယဟန်နမိတ်၄ပါးကိုမြင်ခဲ့ပြီးနောက်မိဖုရားရသောတရားနဲ့သားတော်ရာဟုလာတို့ကိုထားခဲ့ကစီးတော်ရင်မြင်းတဲ့အတူတောထွက်ခဲ့ပါတယ်။အတိတ်ကံကြောင့်ဒုက္ခရစရိယာကို6နှစ်ကျင့်ခဲ့ရပြီးနောက်ဘောဓိညောင်မင်းအောက်ဝယ်ဖုရားဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။ပလင်တော်မှာ14တောင်ရှိပြီးရောင်ကြီးတော်မှာတလန်ကွန်မြူပါတယ်။အရက်တော်မှာ14တောင်ဖြစ်ပြီးတက်တော်80မှာပရိနိဗ္ဗာန်ဆံတော်မူခဲ့ပါတယ်ခင်ဗျာ။နံပါတ်5အရိမစ်တေယမြတ်စွာဘုရားဒီဗတ္တကဘာမှာကကုတံကောနာကုံကတ္တပဂေါတမမြတ်စွာဘုရားတို့ဝင်ပြီးတဲ့နောက်နောင်ပွင့်တော်မူမည်မြတ်စွာဘုရားဖြစ်ပါတယ်ခင်ဗျာအရိမတိယမြတ်စွာဘုရားဟာလည်းပုံနာမျိုးမှဖွားမြင်မှာဖြစ်ပါတယ်တောထွက်တဲ့အခါစီးတော်ရင်မှာပြတ်သက်ဖြစ်ပြီးအတိတ်ကပါရမီကြောင့်ဒုက္ခရစရိယာကို9ရက်သာကျင့်ရမှာဖြစ်ပါတယ်တပိညုဒဉာဏ်တော်ကိုဂန်းကော်ပင်အောက်မှာရရှိမှာဖြစ်ပါတယ်ပလင်တော်မှာ32တောင်ရှိပြီးရောင်ကြီးတော်မှာဂရေတသိန်းသောစัจ java လာတိုက်လုံးအထိကွန်မြူမှာပဲဖြစ်ပါတယ်အရက်တော်မှာအတောင်80နဲ့တက်တော်မှာ8000အထိဖြစ်မယ်လို့လည်းသိရပါတယ်ခင်ဗျာ